ဖျဲသီးတွေစားပြီးတော့ဖျဲသီးအခွန်ကိုကုလိုချင်းလေးချက်ပါမယ်ဖျဲသီးကိုခွဲထချမ်းချမ်းတစိမ့်စိမ့်ဖျဲသီးအနီတွေကိုလှီးပြီးထုတ်ထားဖျဲသီးအခွန်ကိုတော့အခွန်ခွာပြီးတော့အတုံးသေးလေးတွေလှီးထားလိုက်မယ်ပြီးရင်တော့အိုးထဲထည့်ထားမယ်ကြက်သွန်ဒီတစ်လုံးလောက်ကိုလည်းပပလှီးခင်းနေသည်ကိုင်းခင်းနေသည်နှလုံးလောက်ကိုလည်းပပလှီးပြီးရင်အိုးထဲထည့်အိမ်မှာရှိနေတဲ့ပဇွန်စိတ်လေးနည်းနည်းထည့်စာစနွင်းမုတ်ငပီစိမ့်စားပါလေးယုံနဲ့ဟင်းရွက်မုတ်ကိုထည့်ပြီးတော့တေချာလေးနဲ့ပြီးရင်အိုးပေါ်တင်ပြီးတော့ခဏလေးအဖုံဖုံထားမယ်3မိနစ်4မိနစ်လောက်နေမှပြန်ဖွင့်ပြီးတော့တေချာလေးမှွေပြီးရေထည့်ပြီးဖျဲသီးနူးတွေအထိတည်ထားပေးလိုက်ပါမယ်ဖျဲသီးတွေနူးသွားပြီဆိုရင်တော့အရသာလေးမီးကြည့်ပြီးတော့အရသာလေးလိုလိုလိုက်ခြားကန်ဒီမှာမှမြေုပ်သီးသိန်းနဲ့နနမီများများလေးအုပ်လိုက်တာနဲ့ဒီဘိုးတက်တာပြီးထမင်းမိန်နဲ့ဟင်းကြိုကြိုဖျဲသီးချင်းတစ်ခွက်ရပြီဖြစ်ပါတယ်အချင်းကြရင်တော့မကြီးမဲ့လေးထပ်ထည့်ပြီးချက်နိုင်ပါလေခင်ဗျာရပါအားရမြန်နေငါပြီးကြတယ်မြန်နေငါပြီးကြော်တယ်